အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ Top Poke Channel လေးကိုမျှဝေပေးချင်ပါတယ် Top Poke ချက်ဖို့အတွက်ဆိုလို့ရှိရင်အနှစ်ဆက်တာကအရေးကြီးတယ်ပေါ့နော်သူထဲမှာထည့်တဲ့အနှစ်ကိုဘယ်လိုဆက်ကလဲဆိုတာကအရေးကြီးဆုံးပဲဒီအနှစ်ကိုရပြီဆိုလို့ရှိရင် Top Poke ချက်တာလွယ်လွယ်လေးအကုန်လုံးရောထည့်ပြစ်မှုတိုင်းပေါ့နော်ကြည့်အောင်ဗျာဘယ်တော့တောင်ရတာရှိနေလဲ share ပဲနော်မိုက်တယ်ဒါ fish cake ငါးသားပြလေးတောင်းဆောင်ကြပါအောင်ကလေးဒီပြောရလေးရတယ်ချင်းလေးနဲ့ဆိုချိုးချင်းလေးနဲ့ဆိုလုံးဝလိုက်ဖက်နေအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်က Top Poke Channel လေးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်အရှိမအခုရောက်နေတာကတော့ Top Poke ဟင်းလေးပဲဖြစ်ပါတယ်ဒီ Top Poke Channel လေးကိုလူတိုင်းသိကျင်ကြမယ်လို့ထင်ပါတယ်မြန်မာနိုင်ငံကကျွန်တော်တို့ရဲ့ချစ်မိတ်ဆွေတွေအားလုံးအားဆိုလို့ရှိရင်တော်တော်များများ Top Poke ကြိုက်ကြပါတယ်ဒါကြောင့်ကျွန်တော်လည်းကြိုက်တာဆိုတော့အတူတူစားလိုက်ကြရအောင်Top Poke နဲ့အတူကျွန်တော်က dress fat စားဖို့အတွက်ကိုရီးယားကဝတ်သားဥမှာအစားသွတ်ထားတဲ့ကြာဇန်လေးနဲ့စားပါမယ်ဝတ်ဥကြာဇန်လေးပေါ့နော်ဒီဟာကိုတော့ကိုရီးယားလို့ဆိုရှင်စွန်းတဲလို့ခေါ်ပါတယ်စွန်းတဲလေးနဲ့ Top Poke နဲ့ကျွန်တော်တွဲပြီးတော့စားပြမယ်ချက်နီးလေးကိုလည်းကျွန်တော်ကအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူချက်နီးအသေးစိတ်ကိုလည်းလိုက်ကြည့်ကြရအောင်စားပြတာလေးကိုလည်းကြည့်လိုက်ကြရအောင်နော်Top Poke ချက်ဖို့အတွက်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးကိုရီးယားမုံလောက်အလုံးကြီးကြီးတစ်လုံးကိုကျွန်တော်ကသုံးထားတယ်။ဒါပေမဲ့အလုံးကြီးကြီးတစ်လုံးဆိုပေမဲ့တစ်လုံးလုံးသုံးတာမျိုးမဟုတ်ဘဲနဲ့အလဲသားကိုပဲရွေးပြီးတော့သုံးတာပါ။မုံလောက်မှာအလဲပိုင်းကပို့ပြီးတော့စားကောင်းတာဖြစ်တဲ့အတွက်ကြောင့်အလဲသားကိုရွေးသုံးရခြင်းဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့ဒီလိုမုံလောက်မရှိဘူးဆိုရင်ပုံမှန်မုံလောက်အချောင်းရှိရှိကိုပဲနည်းနည်းရင့်တာကိုသုံးပေးမယ်ဆိုရင်တော့ကျွန်တော်တို့ Top Poke ချက်လို့ရမှာပါ။အခုကျွန်တော်ပြထားသလိုအချောင်းသေးသေးလေးတွေရသွားပြီဆိုရင်တော့Top Poke ချက်ဖို့အသင့်ဖြစ်ပါပြီ။မုံလောင်လေးတွေကိုလည်းအသေးစိတ်လှီးပြီးသွားပြီဆိုတော့အခုကျွန်တော်ပြောထားတဲ့ကြက်သွန်မိတ်ကိုကျွန်တော်တို့မလိုအပ်တဲ့အပိုင်းလေးတွေကိုဖယ်ပြီးသွားရင်ပပလေးတွေကျွန်တော်တို့လှီးပေးထားပါမယ်။ကြက်သွန်မိတ်ကဆိုလို့ရှိရင်အနံ့လေးလည်းမှုေးပြီးတော့ Top Poke နဲ့အရန်ကုန်မှာလိုက်ဖက်တာပါ။ဒါလေးကတော့ကိုရီးယားလိုရာချဲစာကားလို့ခေါ်တဲ့ငါးသားပြားလေးပဲဖြစ်ပါတယ်။သူ့ထဲမှာဘာတွေပါလဲဆိုတော့ဟင်းသင်းဟင်းရက်တည်းရဲ့ငါးရည်ကိုရောပြီးတော့မှကြိတ်ချီပြီးတော့မှရလာတဲ့အသားပြားပဲဖြစ်ပါတယ်။ Top Poke ချက်တော့မယ်ဆိုရင်မပါမဖြစ်ထည့်ရမယ့်အရာကတော့ငါးသားပြားပါ။အခုကျွန်တော်လှိပြနေတဲ့ငါးသားပြားကိုကျွန်တော်တို့မြန်မာနိုင်ငံမှာ City Mart ဒီမှာအလွယ်တကူရှာပြီးတော့ဝယ်နိုင်ပါတယ်။ဒါပေမဲ့ဈေးနှင်းနဲ့ကြီးတယ်ဆိုရင်တော့ကျွန်တော်တို့ငဖယ်ချစ်ကိုအစားထိုးပြီးတော့သုံးနိုင်ပါတယ်။ Top Poke ချက်ဖို့အတွက်လိုအပ်တဲ့ငါးသားပြားနဲ့အသီးရွက်တွေအားလုံးကိုလှိဖြတ်ပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ Top Poke ရဲ့အသက်ဖြစ်တဲ့ငရုတ်သီးနှစ်ကိုစတင်ပြီးတော့ဆက်လို့ရပါပြီ။ငရုတ်သီးနှစ်ဆက်ဖို့အတွက်ဆိုလို့ရှိရင်ငရုတ်သီးအယောင်တင်မုံ၄စွန်းလိုပါမယ်။အငံရတာအတွက်စားတစ်စုံအချိုးရရဖို့အတွက်တကြားတစ်စုံအသားမုံစွန်းတစ်ဝက်ခန့်အချုံမုံလက်ဖက်စားစွန်းတစ်စုံငရုတ်ကောင်းမုံလက်ဖက်စားစွန်းတစ်စုံနဲ့ဟင်းချက်ရဲ့စပွဲတင်စွန်း၃စွန်းမူးလျော်လို့ခေါ်တဲ့တကားရည်ကိုကျွန်တော်တို့စပွဲတင်စွန်း၄စွန်းခန့်ကိုထည့်ကတိတိကျကျလေးနှမ်းဆောင်ရုံးမွေလိုက်မယ်ဆိုရင်တော့ Top Poke ချက်ဖို့အတွက်ကိုရီးယားလို Top Poke ရမ်းကြောင်းလို့ခေါ်တဲ့ငရုတ်သီးနှစ်ကိုရရှိပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့စတင်ပြီးတော့ချက်လိုက်ကြရအောင်ဒဲအိုတစ်ခုထဲမှာမုံလောက်ဖြူကြက်သွန်မင်းနဲ့ခုနကဆက်ထားတဲ့ Top Poke ရမ်းကြောင်းလို့ခေါ်တဲ့ငရုတ်သီးနှစ်ကိုထည့်ကတိတိကျကျလေးရုံးမွေပြီးတော့မီးအေးလေးနဲ့ချက်ပေးရပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မီးပြင်းတယ်ဆိုလို့ရှိရင်သူကအောက်ဖက်တွေကတ်တက်တာဖြစ်တဲ့အတွက်ကြောင့်တူးနဲ့နေထွက်နိုင်ပါတယ်။ဒါကြောင့်မီးအေးလေးနဲ့ချက်ပေးရပါမယ်။ဒီနေရာမှာကျွန်တော်က Top Poke ကိုရေထည့်ပြီးတော့မချက်တာပါဘူး။ဘာကြောင့်လဲဆိုရင်မုံလောက်ကရေတွေအများကြီးထွက်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကရေကိုတက်တက်ထည့်ပြီးတော့မချက်တာပါ။နောက်တစ်ခုကကြတော့ကျွန်တော်ကဘာကြောင့်ရေကိုထည့်မချက်တာလဲဆိုရင် Top Poke ကိုကျွန်တော်ကအနှစ်အများကြီးနဲ့ရေအများကြီးနဲ့စားရတာကိုမကြိုက်ပါဘူး။ဒီလိုမျိုးလေးရေချက်ချောက်လေးနဲ့အနံ့လေးလည်းမှုမွေးလေးနဲ့စားကျင်တာကြောင့်ကျွန်တော်ကရေထည့်ပြီးတော့မချက်တာပါဒါပေမဲ့ကျွန်တော်တို့လူချင်းမင်းတို့ကတိတ်တိတ်ချာချာလေးရေမများလေးနဲ့အနှစ်မများလေးနဲ့စားကျင်တယ်ဆိုလို့ရှိရင်တော့ရေထည့်ပြီးတော့ချက်ရပါမယ်Top Poke ရမ်းကြောင်းလို့ခေါ်တဲ့ငရုတ်သီးအနှစ်နဲ့အသီးရွက်တွေကိုမီးအေးလေးနဲ့ချက်ထားတော့မှတစ်ဖက်မှာလည်းကျွန်တော်တို့အခုဒီမှာပြထားသလိုငါးသားပြားနဲ့Top Pokeကိုရေနွေးဆူဆူမှာ85ရာခိုင်နှုန်းလောက်ကြက်တည်အထိကျွန်တော်တို့ပြုတ်ပေးထားပါမယ်Top Poke အနှစ်နဲ့ချက်ထားတဲ့မုံလောင်လေးတွေကလည်းအခုပြထားတဲ့အတိုင်းတော်တော်လေးနူးလာပြီးတော့ရေလေးတွေလည်းထွက်လာပြီဆိုရင်တော့ရှေ့မှာကျွန်တော်တို့ပြုတ်ထားတဲ့ငါးသားပြားရဲ့Top Pokeရဲ့ကိုရောထက်က7မိနစ်ခန့်လောက်ဆက်ပြီးတော့မီးအေးနဲ့ချက်ပေးရပါမယ်ချက်တဲ့အခါမှာကျွန်တော်တို့မကြမကြမှွေပေးဖို့လိုပါတယ်မမှွေဘူးဆိုလို့ရှိရင်အောက်ဖက်တွေကတ်တက်တာကြောင့်ကျွန်တော်တို့မကြမကြမှွေပြီးတော့ဆစ်ရှိလက်ရှိလေးချက်ပေးရပါမယ်အ
အခုလိုမျိုးဘာကြောင့်ကျွန်တော်မကြမွေခိုင်းတာလဲဆိုလို့ရှိရင်ကျွန်တော်လိုမျိုးရေ6နဲ့ကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့မကြမွေပေးရပါမယ်ဘာကြောင့်လဲဆိုရင်ရေမရှိတာကြောင့်ကျွန်တော်တို့အောက်ဖက်တွေကတ်တက်တာကြောင့်ပါရေများလေးနဲ့အနှစ်များနဲ့ကြိုက်တဲ့သူတွေဆိုရင်တော့တိတ်ပြီးတော့မှွေစရာမလိုပါဘူးကိုအိုးကလည်းမကတ်တဲ့အိုးလည်းဖြစ်နေမယ်ဆိုလို့ရှိရင်တော့မှွေစရာမလိုပါဘူးခင်ဗျာမီးအေးလေးနဲ့တိတ်ချာလေးနူးတီတီချက်လိုက်မယ်ဆိုလို့ရှိရင်တော့ရပါပြီစားကြပါအောင်ဗျာအငွေးထောင်းလေးနဲ့ share ပဲဒီချက်နီးလေးရဆိုလို့ရှိရင်ဒီချက်နီးကိုသိလို့ရှိရင်ကျွန်တော်တို့အိမ်မှာကိုယ်တိုင်မိသားစုနဲ့ပျော်ရွှင်လှုပ်ရှားလို့ရတယ်လို့လှုပ်ရောင်းမယ်ဆိုရင်လည်းအရန်ဥမှာရောင်းကောင်းမဲ့ချက်နီးလေးပဲဖြစ်ပါတယ်အရန်ရတာရှိပါတယ်စားကြပါအောင်ဗျာစွန်တယ်လေးနဲ့တွဲစားမယ်ကြည့်အောင်ဗျာဘလောက်တော့ရတာရှိနေလဲ share ပဲเนาะမိုက်တယ်ဒါ fish cake ငါသားပြလေးတော့ထောင်ကြပါအောင်ခဲဒီပြောရလေးရတယ်ချင်းလေးနဲ့ဆိုချိုးချင်းလေးနဲ့ဆိုလုံးဝလိုက်ဖက်နေအောင် fish cake လေးရလေပူလေးနဲ့ချင်းဆက်လေးမို့လို့မျိုးအရန်စားကောင်းတယ်အဓိကဒီတောက်ပုတ်ကြီးချက်တဲ့နေရပါဘယ်ဟာကအရေးကြီးလဲဆိုလို့ရှိရင်ကိုရီးယားလို့ဆိုရင်ရမ်းချောင်းပေါ့နော်ရမ်းချောင်းဆိုတာဘာလဲဆိုတော့မြို့သည့်အနှစ်ဆက်တာတောက်ပုတ်ကြီးဆက်ဖို့တောက်ပုတ်ကြီးချက်ဖို့အတွက်ဆိုလို့ရှိရင်အနှစ်ဆက်တာကအရေးကြီးတယ်ပေါ့နော်သူ့ထဲမှာထည့်တဲ့အနှစ်ကိုဘယ်လိုဆက်ကလဲဆိုတာကရေးကြည့်တော့မယ်ဒီအနှစ်ကိုရပြီဆိုလို့ရှိရင်တောက်ပုတ်ကြီးချက်တာလွယ်လေးအကုန်လုံးရောထည့်ပြစ်မှုလိုက်အောင်မယ်နော်စားကြပါဦးဗျာဆွန်တယ်လေးကိုလည်းတောက်ပုတ်ကြီးအနှစ်လေးနဲ့ဒီမျိုးတို့ပြီးဆွဲလို့ရအောင်နော်ကျွန်တော်တောက်ပုတ်ကြီးကိုကျွန်တော်ဒီလိုနည်းနည်း6လေးကြိုက်တယ်ပေါ့နော်လူချင်းမင်းတို့ကဒီလိုပုံစံမျိုးလေးမကြိုက်ဘူးဆိုလို့ရှိရင်လည်းရေလေးအနှဲငယ်ထည့်ပြီးတော့ချက်လို့ရတယ်ရေလေးနှဲငယ်ထည့်လိုက်မယ်ဆိုလို့ရှိရင်စိုးလေးပို့ဖြစ်တာပေါ့နော်ဒါကတော့ကိုကြိုက်နေတဲ့ရပုံစံချက်လို့ရပါတယ်ဒီတောက်ပုတ်ကြီးနဲ့ fish cake ကဆိုလို့ရှိရင်ချက်နီးအမျိုးမျိုးရှိတယ်သူ့ထဲမှာထည့်တဲ့အစာပလာတွေကကြိုက်တာထည့်လို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့အခုကတောက်ပုတ်ကြီးချက်ပြတာဖြစ်တဲ့ကြောင့်တောက်ပုတ်ကြီးနဲ့ fish cake ကိုပဲသုံးတာတယ်တချို့ဆိုလို့ရှိရင်ဘာတွေထည့်လဲဆိုတော့တခြားအသားပြားတွေအစားထည့်တယ်ဒီထဲတွေအသားပြားတွေအကုန်လုံးရောထည့်တယ်ဒါပေမဲ့တော်တော်များများတော့ဒီပုံစံအတိုင်းပဲချက်ပြတယ်ပေါ့နော်ပြီးရင်ဒီကောင်ကိုကိုရီးယားမှာဆိုလို့ရှိရင်လူကြီးလူငယ်မျိုးအရန်ကြိုက်တယ်အဓိကတော့ကလေးတွေကြိုက်တယ်လမ်းဘေးမှာတအားစားတယ်ဒီအစားစားလေထဲဒီပြန်နောက်ဆိုတော့ကျွန်တော်ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဘယ်လိုအရာတွေကိုရိုက်ပြပေးရမလဲဆိုတာကိုလည်းပြောပြပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်စားလိုက်ပါအောင်မယ်